ဆိုတော့အရင်ရက်ကအဟောင်းတွေအရင်ဆုံးနည်းနည်းတော့ပြန်မိမယ်နော်ခဲယူရဆိုလို့ရှိရင်ဘယ်လိုပြောမှာအောင်လာရဆိုလို့ရှိရင်မာဝယ်ရဆိုလို့ရှိရင်ซื้อအသက်ကိုကြတော့ไม่ใช่ใหม่တလုံးတည်းใหม่แล้วก็ပျောက်တယ်ဆိုလို့ရှိရင်หายโอเคတောင်းတယ်ဆိုလို့ရှိရင်ขอလို့ပြောမယ်နော်ကုန်တယ်ဆိုလို့ရှိရင်หมดเก่งมากเลยမရှိဘူးဆိုလို့ရှိရင်ไม่มีโอเคရမယ်နော်ဒီနေ့ဆိုလို့ရှိရင်วันนี้ဒီညနေဆိုလို့ရှိရင်เย็นนี้ပြီးလို့ရှိရင်พรุ่งนี้ဆိုလို့ရှိရင်พรุ่งนี้ဆိုတာကကြတော့မနေ့ဖြန်ကိုပြောတာพรุ่งนี้ဒီတစ်ခုဆိုလို့ရှိရင်อะไรอันนี้คนนี้ဆိုတာဒီတစ်ယောက်ကိုပြောတာဒီတစ်ယောက်အဲ့လိုပေါ့နော်ဆိုတော့เช้านี้ကကြတော့ဒီမနေ့ခင်းအဲ့လိုမျိုးပြောတာနော်โอเคไหมโอเคဒါဆိုရှင်သင်ခန်းစာအသက်လေးတွားကြမယ်ဆိုလို့ရှင်ဒီတစ်ခေါက်မှာကျတော့နောက်ထပ်စကားလုံးလေးတွေနဲ့တွားပါမယ်တိုးဆိုတာကကျတော့ဇပွဲကိုပြောအခုအဝင်းရင်းနေတဲ့ဇပွဲဟုတ်တယ်မလားဒီဇပွဲလောက်ကเก้าอี้ကကျတော့ကလထိုင်ကိုခေါ်တာပြန်ပြောကြည့်เก้าอี้กระจกนะกระจกถูกต้องกระจกก็จะร้องมันကိုပြောတာตู้เย็นก็จะร้องရေခဲတက်တာကိုခေါ်တာนะจำไว้นะน้องแล้วก็หม้อข้าวก็จะร้องทำเมนูခေါ်တာนะพัดลมภาษาอังกฤษพัดลมเนาะพัดลมก็จะร้องပန်ကာကိုပြောတာนะအခုနောက်မှာဖွင့်ထားပန်ကာကိုပြောတာแล้วก็จันก็จะร้องปะกันทำเมนเทสาရဲ့ပကံကိုပြောတာนะกระทะก็จะร้องเดโอကိုပြောတာโอเคนะประตูก็จะร้องตะกาပေါက်ကိုပြောတာတကားကိုပြောတာเนาะหมอนก็จะร้องကောင်းကိုပြောတာเนาะผ้าห่มผ้าห่มก็จะเอาဆောင်ကိုပြောတာแล้วก็หมอนข้างကကြတော့ဖက်လုံးကိုခေါ်တာဖြစ်တယ်နော်โอเคဒါဆိုရှင်ဒီနေ့ရဲ့သင်ခန်းစာလေးကတလောက်ပဲเนาะနောက်ရက်ဒီမှာအိမ်မှာရှိတဲ့အသုံးဆောင်လေးတွေကိုထပ်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါတယ်နောက်ရက်မှာပြန်ဆုံမယ်ဘိုင်ဘိုင်ค่ะ